နေဝင်ရိုးရီအချိန်ကာလတစ်ခုမှာကျော်စောတယောက်အိမ်ရှိကုပစ်လေးပေါ်မှာထိုင်ရင်းတက်ကြွနေတဲ့စိတ်ရှင်ကိုမထိန်နိုင်ပဲဖြစ်နေပါတယ်။သူကနေမျိုးလေးတစ်မျိုးမှာကိုပိုင်လုပ်ငန်းလေးနဲ့အေးအေးချမ်းချမ်းအခြေကျနေသူမိသားစုကိုရိုးရိုးသားသားရှာဖွေကျွေးမွေးနေတဲ့အိမ်တော်ဦးစီးကောင်းတစ်ယောက်ပါ။ဒါပေမဲ့ဒီနေ့မှာတော့သူ့မျက်လုံးတွေကဖုံးမျက်နှာပြင်စီကနေမခွာနိုင်အောင်ဖြစ်နေပါတယ်။အကြောင်းရင်းကတော့နေ့လယ်ကတငယ်ချင်းဖြစ်သူရဲ့လက်တိုးမှုကြောင့်စမ်းတက်လိုက်တဲ့စလာကင်းတစ်ခုကြောင့်ပါပဲ။ဟေ့ကောင်မင်းတနေကုန်ချွေးထွက်အောင်အလုံးလုံးမှ1000ကျော်ပဲရတာကြည်စမ်းငါခုနက9000ဘိုးပဲလှည့်တာ2သိန်းဝင်သွားတယ်မျက်စိတမိတ်အတွင်းပဲတငယ်ချင်းဖြစ်သူပြောခဲ့တဲ့အဲ့ဒီစကားကကြော်စောရဲ့နားထဲမှာပြားရည်နဲ့ဝမ်းချတယ်လို့ချုံမြင်လို့နေခဲ့ပါတယ်ဆဆချင်းမှာတော့သူကမယုံကြည်ခဲ့ပါဘူးဒါပေမဲ့9000လဲပဲလေဆိုတဲ့မေးရော့တဲ့စိတ်နဲ့စမ်းကြည့်လိုက်တဲ့အခါခန္ဓာပြင်ပုံမှာညောင်စုံရုပ်ပုံတွေတစ်ဖြက်ဖြက်လဲပြီးမင်းကဝင်းဆိုတဲ့စာသားကြီးနဲ့အတူ2သိန်းကျော်ဝင်လာတဲ့အခိုက်အတန့်မှာတော့ကျော်စောရဲ့ယူသားတဲ့နှလုံးသားတွေကိုလောဘဇောတွေအစိတ်တင်သွားပါတော့တယ်ဒါဟာငါဘဝကိုပြောင်းလဲပေးမဲ့ကံကောင်းခြင်းပဲလို့သူထင်မှတ်ခဲ့ပါတယ်တကယ်တော့အဲ့ဒီ2သိန်းဟာသူ့ရဲ့ဘဝတစ်ခုလုံးကိုဝါမျိုးပြစ်မဲ့ငရဲချင်းရဲ့ပထမဆုံးအစာကျွေးမှုပဲဖြစ်နေခဲ့တာကိုတော့သူလုံးဝသတိမထားမိခဲ့ပါဘူး